အားလုံးပဲမင်္ဂလာပါ Simple Life YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုကတော့တက်စီသမားလေးဂျွန်ဆန်ရဲ့ Gameplay ဗီဒီယိုပဲဖြစ်ပါတယ်ပွဲစမှာတင်ဂိုးလိမ့်မှာတယောက်မှမရှိဘူးတယောက်တည်းနဲ့ Maximum 3ကောင်ကိုဒဖတ်နေရတယ်အစောစောစီးစီးကိုရက်ဆက်တယ် Granger Mia Hanabi 3ကောင်လုံးဂိုးလိမ့်မှာရောက်အောင် Google ရမ်းမဖြစ်နေတဲ့အချိန်မှာဂျပူးမှချန်ကရရောက်လာတယ်ဘာပဲဖြစ်ဖြစ်တယောက်တည်းဒဖတ်နေရတာတစ်စားရင်တော့နည်းနည်းပို့ပြီးအဆင်ပြေသွားတယ်ပေါ့တက်စီသမားလေးဂျွန်ဆန်ကတော့ level 4ရောက်မှအဆင်ပြေမှာချန်ကရဲ့ပြစ်ချက်နဲ့မီယာတော့စောစီရှော့သွားပြီနေဟာဂရန်ဂျာတွေးနေမြန်မာလိုဝင်တိုက်မယ်လာခဲ့စမ်းတေးပြီးမှတကောင်ဂရန်ဂျာလည်းတေးဟာနာဘီရဲ့ပြစ်ချက်တွေကြမှာကျွန်တော်လည်းပထမဆုံးရှော့သွားတယ် base ကနေပြန်ထွက်လာတော့အဲ့ဒီကလည်းပွင့်သွားပြီဆိုတော့လာစမ်းတွေးတဲ့ကောင်ဝင်တိုက်မယ်ဂရန်ဂျာတွေးလိုက်တယ်လွဲတယ်ဗျာဒါပေမဲ့ကိစ္စတော့မရှိပါဘူးဟိုမှာမီးရတွေးရောနေအကောင်လိုက်တက်တကောင်မြတ်တကောင်ပေါ့အဲ့ဒီပွင့်ပြီဆိုတော့ start your engine လာပြီတက်စီတမလေးလာပြီတေးဗလာဂရန်ဂျာဂျွန်ဆန်ကစားတော့မယ်ဆိုရင်အဲ့လိုမျိုးစော်မှာပြောဖို့ကောင်းတာစိတ်ထဲမှာနိုင်တာရှုံးတာကောင်းနေမထည့်တော့ဘူးအဲ့လိုကားနဲ့လိုက်တိုက်ရတာကိုပဲပြောဖို့ကောင်းတာဝါထဲမှာပုံးနေရမီယာကို3ယောက်1ယောက်ဝိုင်းရုပ်မှာဒီချိန်မှာခေါ်ရဲ့ area မီယာထိပြီးတော့ကျွန်တော်ကကေးရပါတယ်ဗျာပွဲဟာအနေနဲ့တာတောင်လေးထမင်းမိုးရအောင်တက်စီလေးပြေးဆွဲလိုက်ရမယ်ကဲဘယ်သူတိုက်ရမလဲဘယ်သူတိုက်ရမလဲဆိုတော့မထဲမှာပြီးတော့တာဝါကြီးပြေးကြုံလိုက်ဂရန်ဂျန်ကအလောက်မပြည့်နဲ့လေကွာဟာမီယာပါရောက်လာပြီလို့နှစ်ယောက်တယောက်ရတော့ဖြစ်တယ်ကွာငါတေးသွားပြီငါပြန်လာပြီနော်အကောင်လုံးကားနဲ့တိုက်ပြဘလူးတွေ့မလဲအမဟာရပူစာမတွေ့လို့တိုက်ရမှာပဲငါနာမည်ကတက်စီသမားလေးချက်ကြီးကွာမပြည့်စည်တယ်ဘူးအဲ့အချိန်မှာ area ပွင့်သွားရဲဆိုတော့လာပြီချက်ကြီးလာပြီဂရန်ဂျာမင်းကငါ့ကိုတတ်ထားတယ်ပြန်ခံလာရုံပေါ့ကွာဟာဘူးသားမင်းဘာလာလောက်တာငါ့ကိုချမလို့လားဒီမှာ3ယောက်တယောက်ပေါင်းမင်းကိုပြန်ကျွေးလိုက်မယ်နော်အဲ့အချိန်မှာကိုယ့်ရဲ့ flame shot နဲ့ဟာဘူးသားတော့ short သွားပြီကဲတွေးပြန်ဖြည့်ပြီးသွားပြီဘောလမ်းမှာဆရာချောင်းတို့အဖွဲ့တောင်းညံ့နေဟလားဆရာချောင်းတို့အဖွဲ့တောင်းညံ့နေတယ်တေးတော့မလားတေးစမ်းကျွန်တော်ဘက်ကချမ်းကင်းဂျပူးမှာတော့ဒါမဲ့တော်ပြင်းနေပြီဒီပွဲလဲကျွန်တော်တို့ဘက်ကတင်းမေးတွေကဆရာကြီးတွေပဲဟာဂျပူးမှာတေးသွားပြီဂျပူးမှာတေးသွားပြီဆိုတော့ငါလည်းနောက်ပြန်စောရတော့ကဲကားစားထွက်ပြီနော်ဘလူးလိုက်မလဲဂျပူးမှာလိုက်ခဲ့ချမ်းကင်းကားပေါ်မှာပါလာတယ်စိတ်မပူနဲ့နင်းတွန်းကဂလဲစားချေပေးမယ်နင်းခုနကနင်းကိုတောက်ရတာဟာနာဘီမလားဟာနာဘီကိုလိုက်ရှာခုနကမတ်မှာတွေ့လိုက်တွေ့ပြီဟာနာဘီငါဂျပူးမတောက်ရတာနင်းမလားခံစားလိုက်စမ်း magic damage တွေကိုဖြောက်ပြီးမြားနဲ့လာပြတဲ့မီယာငါတို့ဘက်မှာဂိုကူရှိတယ်ကွာအခုပွဲကတော်တော်ဆော့လို့ကောင်းအဲ့ဒီကပွင့်တော့ကဲလာပြီ start your engine ဟာရပူဇာတက်မယ်ဒီခေါက်လွဲသွားပြီပွဲကကျွန်တော်တို့ဘက်ကအရန်တာနေရဆော့လို့ရတယ်အရန်ကောင်းနေပဲဒါပေမဲ့ပွဲကတော့ပြီးတော့ဒီလိုမျိုးအခြေအနေတွေမှာပွဲကိုစောစီမပြီးစေချင်ဟာနာဘီက record ပြပြီးမျက်ခွက်လာပြောင်းနေ wait I'm coming for you မတက်စီချက်ကြီးလာပြီနော် Granger ထိရဲ့အိမ်မော်တော့ကြော်သွားပြီဒီတိုင်းဆက်နေအနေနဲ့များတယ် base မှာတော့တွေးနေဖြည့်လိုက်ချက်ကြီးလာပြီနော်အားလုံးရှောင်ကြဒီတစ်ခါနေရဝင်ချုံလိုက်တယ်အမဟာယာဘူးစာကျွန်တော်ဘက်မှာဝူခုံးပါတာအခုမှသိပွဲကမကြခင်ပြီးတော့မယ်ဒီနေ့ပွဲကတော့ကျွန်တော်တို့နိုင်သွားတယ်ဆိုတော့နောက်ထပ်မတူညီတဲ့ hero တွေနဲ့ gameplay ပုံစံဗီဒီယိုတစ်လာမှာဖြစ်တဲ့အတွက် like subscribe ပြုလုပ်ပေးသွားလို့ရပါတယ် See you next time on Serena Legends Bam Bam. Thanks for watching.